လွန်ခဲ့တဲ့တနေ့လောက်ကကျွန်တော်အလန့်ကိုနိုစီလောက်တယ်မနေ့8နာရီ9နာရီလောက်မှထားတယ်ပြီးတော့ဖုန်းအရင်ကြည့်တယ် Facebook TikTok ကြည့်နေပဲတနာရီလောက်အချိန်ကုန်သွားတယ်အဲ့ဒီတော့ねကျွန်တော်သိစားမိတာတခုကငါဘာလို့မအောင်မြင်သေးရလဲငါဘာလို့မတိုးတက်သေးရလဲပေါ့အဲ့ဒီလိုနဲ့တနေ့မှာတော့ကျွန်တော်စောက်တော့ကိုဖတ်မိတယ်အဲ့ဒီတော့ကကျွန်တော်ရဲ့အမြင်ကိုလုံးဝပြောင်းလဲသွားစေခဲ့တယ်အောင်မြင်တဲ့လူတိုင်းကမနဲ့ခဏရင်မှာထားတယ်ဆိုတာလူတိုင်းပြောနေကြဆိုတော့ခင်ဗျားတို့လည်းသိမှာပါဒါပေမဲ့သူတို့ကမနဲ့9နိုင်မှာထားလို့အောင်မြင်တာလားဒါမှမဟုတ်မနဲ့9နိုင်မှာလောက်တဲ့အရှင်တေကြောင်းလားဒီနေ့ဗီဒီယိုမှာတော့ရိုဘန်ရှာမန်နဲ့ဂျင်းကလီယာတို့ရဲ့နာမည်ကြီးတဲ့အောက်တွေထဲကအရေးကြီးတဲ့သင်ခန်းစာတွေကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော် YouTube channel ကိုလည်း subscribe လုပ်ထားပါchapter 1ကကြတော့အမှန်တရားရိုဘန်ရှာမန်ကပြောတယ်မနေ့9နိုင်မှာထားတာကခမည်းတော်ကိုအောင်မြင်စေတဲ့ magic တိုင်းမဟုတ်ဘူးခမည်းတော်ကိုခမည်းတိုးတဲ့အောင်လုပ်နိုင်တဲ့အကောင်းဆုံးအရှိဖြစ်တယ် skill set တွေစင်ယူတာအောက်ဖက်တာလေ့ကျင့်ခန်းလုပ်တာအဲ့ဒါတွေကိုဘောတဲ့တိုးတဲ့ကြောင့်အတွက်လုပ်တဲ့အရှင်အတွက်အကောင်းဆုံးအချိန်ဖြစ်တယ်ဆိုတာပြောထားတယ်ခမည်းတော်ပဲသိစာကြည့်လေမနေ့9နာရီလောက်မှာဘယ်သူမှမနိုးသေးဘူးခမည်းရဲ့ဖုန်းမှာ notification တွေဘာတွေညာတွေဘာမှမတက်သေးတဲ့အချိန်ပြောရရင်တော့တစ်ခါဘာလုံးကတိုက်သေးနေတဲ့အချိန်မှာခမည်းကိုပို့ပြီးတော့အာရုံစိုက်နေတဲ့အချိန်ဖြစ်တယ်စိတ်ကလေမနဲ့အစောကြီးလို့တော့လမ်းဆက်နေတဲ့တိတ်ကြတဲ့အချိန်ဖြစ်တာကြောင့် chapter 2ကကြတော့လူအများဆုံးနားမလည်တဲ့အချက်ဂျင်းကလီယာရဲ့ atomic habit လောက်ထင်မှာပြောထားတာကကြတော့ motivation ကခမရဲ့ဘဝကိုလုံးဝမပြောင်းလဲပေးဘူးဒါပေမဲ့ခမနေရလုံးနေတဲ့ habit လေးတွေကခမရဲ့ဘဝကိုပြောင်းလဲပေးနိုင်တယ်ဥပမာတနေ့ကို10မိနစ်လောက်စာဖတ်တာ15မိနစ်လောက်လေ့ကျင့်ခန်းလုပ်တာ skill အသစ်တစ်ခုကိုနိုင်ရွေးလောက်လေ့လာတာအဲ့လို habit လေးတွေကိုခမက6လတစ်နေ့လောက်စက်တိုက်လုံးမယ်ဆိုရင်ဒီနေ့ကခမနဲ့မနေ့ကခမလုံးဝကွာသွားနိုင်တယ် chapter 3ကကျတော့အရေးကြီးတဲ့သင်ခန်းစာဒီနေရာမှာလူများစုအမားလုံးနေကြတယ်မနေ့9နာရီ4နာရီပေါ့အစောကြီးထားကြတယ်ဒါပေမဲ့ဖောက်ဘက်ပွက်နေကြတယ် TikTok Facebook တွေပဲပွက်နေကြတယ်အဲ့လိုဆိုရင်ခမမနေ့7နာရီ9နာရီမှာထားတယ်နဲ့အတူတူပဲဒီနေရာမှာတခုပြောချင်တာကကြတော့ခမကအလုပ်တစ်ခုကိုစားပြီးတော့လုပ်မယ်ဆိုရင်အချိန်စောတာထက်အချိန်ကိုလေဘယ်လိုအကျိုးရှိအသုံးချမလဲလို့ပို့ပြီးတော့အရေးကြီးတယ် chapter 4ကကြတော့ခမကဒီနေ့ကနေစပြီးတော့မနေ့9နိုင်မှာထားမယ်ဒီနေ့ကို10မိနစ်လောက်စားဖက်မယ်15မိနစ်လောက်လေ့ကျင့်ခန်းလုပ်မယ်ပြီးတော့ skill အသစ်တစ်ခုကိုသင်ယူမယ်အဲ့ဒီ habit သစ်လေးတွေကို6လတစ်နေ့လောက်စစ်တိုက်လုပ်နိုင်မယ်ဆိုရင်ခမရဲ့ knowledge mindset skill တွေကလုံးဝကွာသွားနိုင်တယ်ဒါကြောင့်ခမကမနေ့9နိုင်မှာထားတာကခမရဲ့ဘဝကိုလုံးဝမပြောင်းလဲပေးဘူးဒါပေမဲ့ခမကမနေ့9နိုင်မှာထားတဲ့ habit သစ်လေးတွေကခမရဲ့ဘဝကိုလုံးဝပြောင်းလဲပေးနိုင်တယ်အဲ့လိုဆိုရင်ခမကမနေ့9နိုင်မှာထားကိုသင်ဖြစ်ပြီလား comment မှာ ready လို့ရေးပေးခဲ့ပါဒီ content ကကြိုးရှိရဆိုရင် like subscribe လုပ်ပြီးတော့ကြားဖို့လွယ်နေတယ်ခမရဲ့ location တွေကိုလေ share ပေးဖို့မေးတယ် good luck bro